relationship တစ်ခုမှာကျွန်တော်ရဲ့ချစ်သူကအရန်ကိုစီကံကြည့်လို့ကျွန်တော်လိန်ရတာပါမတက်တာတဲ့အဆုံးမလို့လိန်ရပါတကယ်တော့ကျွန်တော်ကဒီ relationship တစ်ခုကိုအဆုံးမသက်ချင်ဘူးသူကကျွန်တော်ကိုတင်းကျပ်ပြီးတော့မေးလေကျွန်တော်ကလိန်လီဖြစ်တယ်အဲ့တော့ကျွန်တော်တို့ relationship ကိုဘယ်လိုရှေ့ဆက်သွားမလဲဆိုတော့မိကုန်းလေးနဲ့ထပ်တူကြတဲ့ relationship မျိုးကြုံဘူးပါသလားဒါဆိုရင်ဆရာဒီနေ့တွေ့တဲ့ case လေးကိုအခြေခံပြီးတော့ပြန်ပြီးတော့ဝင်ပြသွားပြီးကြပါတယ်ဆရာကြီးကျွန်တော်ကမလွဲတာလို့သူ့ကိုလိန်ပြောမိတာပါအမှန်တိုင်းပြောရင်ကျွန်တော်တို့အိမ်မှာစစ်ပွဲဖြစ်မှာဆိုလို့ပါသူမကြိုက်တာကိုကျွန်တော်လုံမိလို့ပါဆိုတဲ့စကားသံလေးတွေကိုတစ်ဖက်လူစီကနေကြားပါတယ်အိမ်တော်ကြီးတစ်ခုမှာအမားလုံမိတာကပြဿနာမဟုတ်ဘူးဖုံးကွယ်တာမှအဓိကပြဿနာပါချစ်သူအိမ်တော်တွေကြားထဲမှာယုံကြည်မှုပျက်စီးသွားတဲ့အကြောင်းရင်းကတော့တစ်ဖက်လူအမားလုံမိလို့မဟုတ်ဘူးအဲ့ဒီအမားကိုပဲရိုးသားစွာဝန်မခံမဲ့လိန်ညာဖုံးကွယ်မိလိုက်တဲ့အခိုက်အတန့်မှာယုံကြည်မှုဆိုတာစတင်အကွဲသွားနိုင်ပါတယ်အိမ်တော်ရေးတာယာခိုင်မြဲစင်တယ်ဆိုရင်တော့ဒီရှက်တွေကိုလုံးဝရှောင်ကျင်ပါပြဿနာတစ်ခုကိုရှောင်လွဲဖို့အတွက်လုံးဝမလိမ်ရိုက်ပါနဲ့တစ်ဖက်လူကလည်းအမှားကြရနဲ့ဒေါသအရင်မထွက်ပါနဲ့အရေးကြီးတာကအတိတ်ကအမှားတွေကိုပြန်ဖော်ပြီးတော့ရံမဖြစ်ပါနဲ့လက်ရှိကိစ္စကိုမဖြေရှင်းမဲနဲ့အတိတ်ကအမှားတွေကဆွဲထည့်ပြီးရံဖြစ်တာဘယ်တော့မှအဖြေထွက်မှာမဟုတ်ပါဘူးကိုချစ်တဲ့သူကိုဘာတွေပဲမှားခဲ့အမှန်တိုင်းပြောရင်ခွက်လွတ်ပေးမယ်အတူတူဖြည့်ရှင်းမယ်ဆိုတဲ့အာမခံချက်မျိုးစိတ်လုံခြုံမှုကိုပေးပါဒါမှတစ်ဖက်လူကတေချာပြန်ပြီးပြောပြနိုင်မှာပါအမှန်တရားကလေခါတီအောင်ခါတီလိမ့်မယ်ဒါပေမဲ့သူရိုးသားတာကိုအတိမတ်ပြုပေးပါရိုးသားမှုကိုတန်ဖိုးထားလိုက်ပါအမှားလုံးမိရင်ဖုံးကွယ်မနေဘဲနဲ့တာဝန်ယူစိတ်နဲ့ဖွင့်ပြောလိုက်ပါမိမစိတ်ဆိုးမှကြောက်လို့လိန်တာစင်ကြီးကပို့ပြီးတော့ယုံကြည်မှုကိုတက်ပြစ်နိုင်ပါတယ်ပြဿနာမရှိတဲ့ relationship မျိုးဆိုတာမရှိနိုင်ပါဘူးပြဿနာကိုရိုးသားစွာဖြေရှင်းနိုင်တဲ့ relationship မျိုးပဲရှိပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ